ဒီပုံလေးဆွဲကြည့်မယ်နော်ပထမဆုံးဘယ်ကနေစဆွဲမလဲဆိုရင်တို့ကဒီနားလေးကနေစဆွဲမယ်ဒီနားလေးကနေစဆွဲမှာဖြစ်တဲ့အတွက် and enter ဒီဘက်ကို shift enter ပြီးရင်သူက failure radius က5လို့ပြောထားတယ်အဲ့တော့အဲ့ radius လေး5အတွက်တို့ကခြံခဲ့မယ်5 enter ပြီးရင်သူကအောက်ကို10လို့ပြောထားတယ်10 enter ပြီးရင်နောက်ထပ်10 enter ပြီးရင်သူကဒီဘက်ကိုဘယ်လောက်ရှိမလဲဆိုတော့40ရှိမယ် enter အဲ့ဒီ40နဲ့စောနာက10 point လေးနဲ့ဆက်မယ်ဆိုလို့ရှိရင်တပိုင်းရသွားမယ်ပြီးရင်သူကဒီဘက်ကိုဘယ်လောက်ဆက်သွားမလဲဆိုတော့58ဆက်သွားမယ်ဒီဘက်ကို58 enter အောက်ကိုဘယ်လောက်သွားမလဲဆိုတော့5လောက်သွားလိုက်မယ်5 enter ဒီဘက်ကိုပြထားတယ်6 enter အဲ့တော့အပေါ်က30 enter ဒီဘက်က6 enter ဒီအောက်က5 enter ဒီဘက်ကတွဲဒီမှာတွဲလို့ပြထားတာဖြစ်တဲ့အတွက်တွဲ enter အဲ့တော့ဒီမှာခဏထားလိုက်မယ်ဒီအသွားလေးတွေကိုပြီးမှဆွဲမယ်အဲ့တော့ဒီဘက် cycle လေးကိုဆွဲမယ်ဒီဘက် cycle လေးကိုဆွဲမှာဖြစ်တဲ့အတွက်သူကဒီအပြင် line ကနေပြီးတော့34ရှိတဲ့နေရာမှာ cycle လေးနှလုံးရှိရလို့ပြောထားဖြစ်တဲ့အတွက်အဲ့ဒါလေးဆွဲမယ် and enter ရနေပြီတော့ဒီဘက်ကို34 enter ပြီးရင် C enter ရနေပြီးတော့ဒီမှာ radius တွဲရယ် radius 18ရယ်နှစ်ခုရှိရဖြစ်တဲ့အတွက် radius တွဲရယ် radius 18ရယ် enter ဒါဆိုရပါမယ်ပြီးရင်တော့ဒီအဝိုက်ကလေးဆွဲမယ်အဝိုက်လေးကိုဘယ်လိုဆွဲမလဲဆိုရင်တို့ကဒီမှာဒီ radius က33ရှိရယ်ဒီ radius က18ရှိရယ်တို့နှစ်ခုကိုပေါင်းလိုက်မယ်ပေါင်းလိုက်လို့ရှိရင်51ရတယ်အဲ့တော့အဲ့ဒီ51အတွက် cycle လေးကိုရင်ဆွဲမယ် C enter 51 enter ပြီးရင် C enter ဒီနေရာလေးမှာ radius 33နဲ့ enter ပြီးရင်တို့နှစ်ခုစုံတဲ့နေရာမှာ radius 33 enter ဒါလေးရသွားမယ်ပြီးရင်တော့မလိုတဲ့ပိုင်းလေးကိုထွန်းလိုက်မယ်ဒီက enter enter ဒါဆိုလို့ရှိရင်တို့ကတော့မလိုတဲ့အပိုင်းလေးတွေကိုဖြတ်ပြီးသွားပြီပြီးရင်တို့ကဒီအဝိုက်ကလေးကိုဟိုဘက်ကို mirror ယူလိုက်မယ် mi enter ပြီးရင်တို့ကဒါလေးကမလိုဘူးဆိုတော့ဖြတ်လိုက်မယ်ပြီးရင်တို့ကဒီအသွားလေးတွေကိုဆွဲမယ်အသွားလေးတွေကိုဆွဲဖို့အတွက်ဆိုရင်တို့ကဘယ်လောက်နဲ့ဆွဲမှာလဲဆိုတော့ဒီမှာအမြင့်က5လို့ပေးထားတယ်တို့ကအသွားလေးရဲ့တစ်ဝက်ကိုတို့က3လောက်နဲ့ဆွဲကြည့်မယ်နော် and enter ဒီကနေဒီဘက်ကို3 enter အပေါ်ကိုကျတော့5 enter သူတို့နှစ်ခုကိုဆက်မယ်ဆက်လိုက်ပြီးပြီးရင်ဒီဘက်အတွက်က mirror ယူလိုက်မယ် mi enter ပြီးရင်တော့ဒီ line လေးကမလို့ဆိုဖြတ်လိုက်မယ်ပြီးရင်သူပြောတဲ့စနစ်ဆိုတာတော့အသွားလေးရဲ့တစ်ဝက်ပါပြီးသားအဲ့တော့အဲ့တစ်ဝက်ကနေအဲ့တစ်ဝက်ကိုစနစ်ထဲရအောင်ရွှေ့လိုက်မယ်အဲ့တော့ enter ဒီကနေမှလည်းဆိုတော့ဒီကနေကြိုင်မယ်3 point ကိုဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်ဒီ line လေးကမလို့ဖြတ်မယ်ပြီးရင်ဒီက enter နဲ့ဒါလေးဖြတ်လိုက်မယ်ပြီးရင်တော့အဲ့အသွားလေးကိုကူးမယ်ဘာနဲ့ကူးမလဲဆိုလို့ရှိရင် copy array နဲ့ကူးမယ် co enter ကူးမဲ့ဟာကိုဆက်လက်မယ် enter base point ယူမယ်တို့က array နဲ့သွားမှာဖြစ်တဲ့အတွက် array ကို click လိုက်မယ်သူကဘယ်နှခုယူမှာလဲဆိုတော့73ခုလောက်ယူလိုက်မယ် enter base point click မယ်ပြီးရင်ဒီမှာလွတ်နေတဲ့ဟာလေးကို line နဲ့ဆက်လိုက်မယ် and enter အဲ့လေးကိုဆက်လိုက်မယ်ပြီးရင်သူကဒီဘက်မှာ failure လေးနဲ့ white ထားဖြစ်တဲ့အတွက် f enter r enter 5 enter ပြီးရင်သူက
ဒီ line လေး2 line ကမလို့ဆိုတော့ delete လိုက်မယ်ပြီးရင်တော့ဒါလေးကဆက်ထားဖြစ်တဲ့အတွက် enter